မင်္ဂလာပါကျွန်တော်နာမည်ကရှောင်းလူဖြစ်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ဉာဏ်ရည်တုလောကရဲ့လှုပ်ဝက်ချက်များပေါက်ကြားခြင်းနဲ့မျိုးဆက် AI ဖြစ်စီသူ leak secret and toward the next generation AI eras ကိုပေါမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ပြောပြဖို့ခေါင်းစဉ်7ခု15ခုတုတ်ထားပါတယ်အဲ့တော့ Anthropic ရဲ့လှုပ်ဝက်ချက်ပေါ့နော် Cloud Jupyter ပေါက်ကြားခြင်းပေါ့နော်ဒီ AI နည်းပညာလောကမှာဒီ Anthropic ဒီ company อ่ะဆိုရင်ဖန်တီးထားတဲ့Cloud Jupyter လို့ခေါ်တဲ့လှုပ်ဝက်အမည်ပေးထားတဲ့ Music AI model တစ်ခုရဲ့အချက်လက်တွေကယခုအပတ်မှာပေါက်ကြားခဲ့ပါတယ် e-model ကလာမယ့်မေလ6ရက်နေ့ဆိုတော့ဒီအပတ်ထဲမှာကျင်းပမယ် Code with the Cloud ဒီ developer event မှာတရားဝင်မိတ်ဆက်ဖွဲ့ရှိတယ်လို့သတင်းတွေထွက်နေပါတယ်နောက်တစ်ခုက Sonnet 4.8 လာတဲ့ Cloudifier ဆိုပြီးရှင်းထားတဲ့ဟာလေးဖြစ်ပါတယ်။ယခုပေါက်ကြားလာတဲ့ model နဲ့ပတ်သက်ပြီး comment ချက်အမျိုးမျိုးထွက်ပါတယ်။အများစုက၎င်းဟာအဆင့်မြင့်တင်ထားတဲ့ Sonnet 4.8 တို့မဟုတ် Haiku 4.7 ဖြစ်တယ်လို့ယုံကြည်တယ်။တချို့ကတော့ Cloudify လို့အစောပိုင်းဖြစ်နိုင်တယ်လို့ comment နဲ့သို့တော့ Poly Market ကဲ့သို့သောနေရာများမှာမေလ31ရက်နေ့မတိုင်မီCloudify ထွက်ရှိလာမှာဆိုတာမဖြစ်နိုင်ဘူးဆိုပြီးသုံးစွဲသူတွေကမဲပေးထားတာတွေ့ရပါတယ်။နက်ကျွန်းမဒီ Jupyter စီတို့ကျွန်တော်တို့ပထမနက်ကျွန်း Cloudify ကထွက်ပြီးသားပါအခုဆက်ထွက်လာမှာတော့ Jupyter Next Gen ထွက်မှာဖြစ်ပါတယ်Jupyter ဆိုတာပြင်ပမှာထုတ်ပြန်မဲ့နာမည်မဟုတ်ပဲအတွင်းပိုင်းလှုပ်ဝက်ကုန်နာမည်သာဖြစ်တယ်တိုးတော့စိတ်ဝင်စားစရာကောင်းတာကယမန်နှစ်က Cloudify ကိုမကြမီအချိန်လေးတည်းမှာနက်ကျွန်းလို့အသုံးပြုခဲ့တယ်ဒါကြောင့်ယခု developer ပွဲမတိုင်ခင်မှာ Jupyter ပေါ်ထွက်လာခြင်းမှာကြီးမားသောမိတ်ဆက်မှုတစ်ခုအတွက်ပြင်ဆင်နေခြင်းဖြစ်ကြောင်းခိုင်မာစွာညွှန်ပြနေပါတယ်Cloud ရဲ့ KR စနစ်တွေကိုကျွန်တော်တို့နည်းနည်းလေးမသိသေးတဲ့လူတွေအတွက်နည်းနည်းလေးရှင်းပြခြင်းပါတယ်လက်ရှိအချိန်မှာ Anthropic ရဲ့ထုတ်ကုန်စရင်းမှာဆိုရင်အမြင့်ဆုံးဖြစ်တဲ့ Albert 4.7 ဆိုတာရှိမယ်အဆင့်မြင့်တင်ထားတဲ့ Sonnet နဲ့ Haiku model တွေရှိမယ်အထူးသဖြင့် code လုပ်ငန်းစဉ်များအတွက် AI ချက်များအတွက် Sonnet ကအရေးပါပါတယ် Jupyter ဒီအဆိုပါ quality ကိုဖြည့်ဆည်းပေးမယ်ဆိုတာကိုသိတာထင်ရှားတဲ့အဆင့်မြင့်တင်မှုတစ်ခုပဲဖြစ်ပါတယ်တင်းကျပ်တဲ့လုံခြုံရေးစံတတ်မှုများ testing cloud ရဲ့အစီရင်ခံစာအရ Jupyter model တစ်ဒီလက်ရှိတွင်လုံခြုံရေးအကဲဖက်မှုများ safely evaluation စင်မြင့်ချိုးဖောက်မှုတွေစံတက်ခြင်း jailbreak testing နဲ့ဖွဲ့စည်းပုံဆိုင်ရာဖိအားပေးစံတတ်မှုတွေ construction classifier structure စတဲ့တင်းကျပ်တဲ့အဆင့်တွေကိုဖြတ်တန်းနေပြီပဲဖြစ်ပါတယ်ဒါကတော့ဒီ project တစ်ခုကို launch မလုပ်ခင်မှာစံတက်တဲ့အဆင့်တွေပဲဖြစ်ပါတယ်ဒီအဆင့်တွေကိုသူဒီဖြတ်တန်းနေတယ်လို့သိရပါတယ်မှတ်ဉာဏ်များကိုမြင်တာဆိုကျွန်တော် AI engine တွေမှာအရေးကြီးဆုံးမှတ်ဉာဏ်ပဲဖြစ်တယ်မှတ်ဉာဏ်ဘယ်လောက်ထိသူဒီရနိုင်တယ်ဥပမာဖြစ်စာရေးတာပဲဖြစ်ဖြစ် comment ဆွဲတာပဲဖြစ်ဖြစ်ဗီဒီယိုဖန်တီးတာပဲဖြစ်ဖြစ်ပေါ့နော်မှတ်ဉာဏ်အားကောင်းမှာပဲကျွန်တော်တို့က long times ကိုလုပ်လို့ရတာပေါ့နော်မှတ်ဉာဏ်အားနဲ့ short time ပဲအလုပ်လုပ်ပေးတဲ့ AI က cloud DD နောက်ထပ်တွင်လာမဲ့Cardinal လို့ခေါ်တဲ့လှုပ်ဆောင်ချက်အသစ်မှာအလွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ် AI ဟာတင့်အချက်လက်တွေကိုနောက်ကွယ်မှာတိတ်တဆိတ်မှတ်သားထားမဲ့အစားတင့်ရဲ့အသုံးပြုမှုပုံစံများကိုအာယုံစိုက်တဲ့ကဏ္ဍများနဲ့စကားပြောဆိုမှုအစုအဝေးကိုလအလိုက်ရုပ်လို့ဖော်ပြပြီးတဲ့တင့် AI analysis dashboard တခုအဖြစ်သို့ပြောင်းလဲပေးမိဖြစ်ပါတယ်ကျွန်တော်တို့အရင်တော့ကျတော့ကျွန်တော်တို့ AI နေကဘလို့ကျွန်တော်တို့အကြောင်းသိလဲဆိုရင်ကျွန်တော်တို့လူတဦးချင်းစီရဲ့ profile database တွေတိစောက်တာပေါ့အခုကနောက်ထပ် cloud တွေကဒီ conditional memory analyze ဆိုတဲ့ technology ကိုရှင်းပြတယ်။ तू ကကျတော့တခါတည်းကို analyze လုပ်ထားကျွန်တော်တို့ရဲ့ profile မှာ data တွေကြီးပဲမရှိတော့ကျွန်တော်ဟာဘယ်လိုစိတ်နေသဘောထားရှိလဲဘယ်လိုအပြုမူမျိုးတွေပြုမှုတက်လဲဘယ်လို career တွေမှာဘာတွေလုပ်နေလဲဆိုတော့ AI တွေတခါတည်း analyze သူ analyze လုပ်ထားတဲ့ data နဲ့ data sets နဲ့ဘာကွာလဲဆို analyze လုပ်ပြီးသား data ကကြတော့ဥပမာဖြစ်အားသာချက်အားနည်းချက်တွေကအကုန်လုံးက research ကရှိပြီးသားပထမ AI တွေကဘာလုပ်ရလဲဆိုတော့တခုခုခိုင်းတော့မှဒီအကြောင်းအရာနဲ့ပတ်သက်ပြီး result ပြန်လုပ်တယ်ပြန်လုပ်တော့အချိန်နည်းနည်း duration ကြာတယ် AI ပို့အလုပ်လုပ်ရတယ်သူကတော့အဲ့လိုလုပ်စရာမလိုတော့ပဲအဲ့လို AI analyze dashboard တခုကိုထည့်ပေးလိုက်တာဖြစ်တယ်ဒါ Jupyter မှာရမယ်လို့ကျွန်တော်မျှော်လင့်တာပေါ့နော်နောက်သတင်းလေးတစ်ခုကတော့ Gemini 3 Flash ပေါ့ Gemini ဟာလည်းသူ့ဟာသူအတန်တိတ်ပြီးတော့သူ့ရဲ့နည်းပညာတွေကိုတူနေတယ် Google I/O ပွဲကျင်းပရဟာဒီနေ့မေလ24ဆိုတော့ကျွန်တော်တို့လည်းဒီ Google ရဲ့ပွဲတွေရှိပါတယ်Google I/O ပွဲကျင်းပရင်၃ပတ်အလုံးမှာ Google ဒီ၎င်းရဲ့ model သစ်များနောက်ကွယ်မှာအရှိန်အဟုန်ပြစမ်းတက်လျက်ရှိပါတယ်တဲ့ LM area တော့နော်
Arena လို့ပြောင်းလဲထားနော် Gemini 3 Flash model နာမည်မပြောင်းပဲအတန်ထိမြင့်တင်နေတာတွေ့တယ်ဘာတွေတိုးတက်လာလဲအဲ့တော့ဒီ Flash ကအခုဒီမှာဇယားလေးပြထားတယ် current flag ကဒီလို new flag ပေးရကြတော့တော်တော်လေးကိုအဆင့်မြင့်သွားတာနော်။ဤအဆင့်မြင့်နေတာ Gemini flag ရဲ့စွမ်းဆောင်ရည်တိတာတိုးတက်လာတယ်။စံတတ်သူများရဲ့အဆိုအရ၎င်းဟာစဉ်းစားစစ်ကျင်နိုင်တဲ့တုံးပြန်နိုင်တဲ့အရေးတွေရခင် flag model တွေထက်အဆင့်2ဆင့်ကမြင့်တက်သွားတယ်။ Gemini 2.1 ရဲ့ Pro ရဲ့စွမ်းဆောင်ရည်နှစ်ပုံမူနီးစပ်လာတယ်။၎င်းနဲ့ဂျင်ပေါ့နော်3.1 3.2 3.5 flag beta များထဲမှာတစ်ခုဖြစ်နိုင်ပါတယ်တဲ့အခု Vardhan AI နဲ့ကျပြန့်လာပြီးအနာဂတ် Google Arena မှာစမ်းသပ်ရုံတော့မှာလက်ရှိ Gemini Flat 2ကိုအသုံးပြုနေ Vardhan AI သုံးစွဲသူများထံနဲ့ email များပေးပို့ခဲ့ပါတယ်။မကြာမီမှာ Gemini 3.1 Flash Lite ကိုအများပြည်သူကျပြန့်အသုံးပြုနိုင်ရန် General Available ဖြန့်ကျက်ပေးတော့မှာဖြစ်ကြောင်းသိရပါတယ်တဲ့။နော်ဒီဒါကတော့ဒီ Vardhan AI engine တွေသုံးတဲ့လူတွေအတွက်ပြောဖို့ပေါ့နော်။ Vardhan ကကျွန်တော် custom train နဲ့ AI engine တစ်ခုဖြစ်ပါတယ်။အဲ့တော့Gemini ဖြစ် Minecraft ကတ်တို့တော့ game တွေကိုဖန်တီးခြင်းနဲ့နော်အစင်းမြင့်ထာ model center Minecraft နဲ့ဆင်တူတော့ game တစ်ခုကိုရေးသားခိုင်းခဲ့တယ်အပြည့်အဝပြည့်စုံမှုမရှိသေးတော့လေအဆုံးမရှိတော့မြေပြင်များဖန်တီးပေးခြင်း block သုံးများဖြတ်ထားခြင်းဖြတ်စည်းနိုင်ခြင်းအရေးသွေးမြင့်တဲ့လှုပ်ဆောင်ချက်တွေ flat model ဖြစ်ဖန်တီးပေးနိုင်ခြင်းမှာအလွန်မှတ်သားဖွယ်ကောင်းလာပါတယ်တဲ့ဒါဒီ game တွေကိုတော့ Gemini ကဖန်တီးပေးနိုင်နေပါပြီ LM8 နာပေါ့နော်အနိုင်ရရှိမှုနှုန်းကိုကြည့်မယ် AI builder တွေရခင်model နဲ့တင့်လွင်သော Gemini 3 Flat တို့ကိုရှင်းပြရတဲ့ browser task တို့တော့browser ပေါ့နော် task တို့တော့စမ်းသပ်မှုတွေ model ပတ်ဝန်းကျင်ကိုတဲ့အကောင့်ဆုံးဖန်တီးနိုင်တယ်လို့ပြောတယ်နော် Arena ရဲ့နောက်ဆုံးစမ်းသပ်မှု9ချိန်မှာ model 1က6ချိန်ထိထွက်ပေါ်လာပြီးစွမ်းဆောင်ရည်အပြည့်အဝပြသနိုင်တယ် Arena ရဲ့ battle mode မှာဆိုရင် prompt များရိုက်ထည့်၍၎င်းကိုစမ်းသပ်စစ်ဆေးနိုင်မှာဖြစ်ပါတယ်တဲ့နောက်တစ်ခုကတော့ကျွန်တော်တို့OpenAI ကောက်ဒီအကြောင်းလေးနည်းနည်းပြောပြပါမယ် Pax ပေါ့နော်ဒီ PDF ဆိုတော့ပျော်ရွှင်စရာကောင်းတဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ OpenAI ဟာ၎င်းရဲ့ Codex မှာ Pax ကိုတော့ update တစ်ခုကိုထပ်သွင်းထားတယ်သုံးစွဲသူများပတ်ဟုတ်ရိုက်ထည့်တာနဲ့ AI အဖော်လေးကိုနှိုးနိုင်ပြီး hash အဖြစ်မိမိနှစ်တရာဒီဇိုင်းများစိတ်ကြိုက်ပြောင်းလဲနိုင်တယ်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အိမ်မွေးပေါ့နော်အပြိုကြီးလူပြိုကြီးတွေအတွက်ဟိုပေါ့အထီးကျန်တဲ့လူတွေအတွက်ကောင်းတဲ့နည်းပညာစမ်းသပ်မှုပဲဖြစ်ပါတယ်အလားပြတက်မဟုတ်တော့အသက်ဝင်တဲ့လူစလေးအဲ့အပတ်စလေးတွေอ่ะဆိုရင်ဘာတွေလုပ်လို့ရသေးလဲဆိုရင် running ဆိုရင်လည်းပြေးပြေးတယ်ကျွန်တော်တို့စက်ရုပ်လေးလို့ပေါ့နော်အရင်တော့ဒီ AI စက်ရုပ်လေးတွေရောင်းတယ်လေဘတ်2000လောက်ရှိအဲ့လိုမျိုးပုံစံမျိုးလေးပဲကိုယ့်ရဲ့ပတ်လေးကိုတပြားမှမကိုပဲနဲ့ OpenAI ChatGPT ပေါ့ဗျာ ChatGPT မှာခိုင်းလိုက်ပြီဆိုတာနဲ့ကိုယ်ပိုင်ပတ်လေးတစ်ခုကိုလုပ်လို့ရတယ်ကိုလိုချင်တဲ့ရုပ်လေးထည့်လို့ရတယ်ပြီးရင်သူ့ကို run ခိုင်းလို့ရတယ် waiting for input သူကကိုနဲ့အမြဲတမ်းစကားပြောမယ် model လေးတစ်ခုကိုဖန်တီးလို့ရနေပြီဆိုတာကိုဒါကတော့ workflow လို့ခေါ်တာပေါ့နော် AI workflow လို့ခေါ်ပါတယ်နောက်တစ်ခုလွယ်ကူချောမွေ့စွာကူပြောင်းနိုင်တဲ့ migration စနစ်တွေပေါ့နော် OpenAI ဒီ Code ကို super app တစ်ခုဖြစ်လာစေရန် migration စနစ်တွေကိုမိတ်ဆက်လိုက်ပါတယ်ယခုအခါသုံးစွဲသူများဒီမိမိတို့၏ setting များ plugin များ agent များနဲ့ project အလှပြင်ဆင်များကို click နဲ့အနည်းငယ်နှိပ်ရုပ်ဖြင့်အလွယ်တကူစမ်းသပ်နိုင်မှာပဲဖြစ်ပါတယ်တဲ့နောက်ခေါင်းစဉ်တစ်ခုကတော့ OpenAI ရဲ့ Codex ကို super app တစ်ခုအတူဖြစ်လာစေရ migration စနစ်တစ်ခုကိုမိတ်ဆက်လိုက်ပါတယ်အခုကသုံးစွဲသူတွေမိမိတို့ setting တွေ plugin တွေ agent တွေနဲ့ project အပြင်ဆင်များ click အနေငယ်နှိပ်ရုံနဲ့အလွယ်တကူဆွဲယူထည့်သွင်းနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ AI လို့ပြောလိုက်ရင်ဘာတွေလုပ်မလဲ agent တွေတိစောက်တာပေါ့နော်agent တွေတိစောက်မယ်ကျွန်တော်တို့ဒီ prompt တွေကောင်းကောင်းပေးမယ် project တွေလုပ်မယ်ပေါ့နော်ဒါတွေကိုတနေရာထဲမှာပဲအလွယ်တကူလုပ်နိုင်မယ် migration စနစ်တွေကိုOpenAI ကမိတ်ဆက်လိုက်ပြီးဖြစ်ပါတယ် AGI ကိုသွားလန်းဒီကွေးကွာနေစေပေါ့နော်အတစ်ထွက်ရှိရတဲ့ ARC AGI 3 Diamond ရဲ့ရလက်များ AI လောကအရှိတရားဖြစ်ပြန်လည်နှုတ်ဆက်ပါတယ် GPT 5.4 က 0.02 ရာခိုင်နှုန်း GPT 5.5 က 0.4 ရာခိုင်နှုန်း Opus 4.6 Max က 0.5 ရာခိုင်နှုန်း Opus 4.7 က 0.2 ရာထိပ်တန်း model များပင်ဤစမ်းသပ်မှုကိုမဖြည့်ရှင်းနိုင်သေးခြင်းကစစ်မှန်သောဉာဏ်ရည်တုTrue Generalization Intelligence ဖြစ်ပေါ်လာစေရန်နှစ်အနည်းငယ်ထပ်မံကြာအောင်မယ်ကျွန်တော်တို့ကမှန်းတာက29လောက်မှန်းတာဒါပေမဲ့ဒီပုံစံတိုင်းဆိုရင်ကြာအောင်ပါပါ genetic ရဲ့ခရီးစဉ်ကတော့ကြာနေဦးမှာဖြစ်ပါတယ်အဲ့တော့ GitHub ရဲ့ assistant တက်ပေါ့နော်
ကျွန်တော် GitHub ဆိုတာသိပါတယ် Copilot Max ကတစ်လကို$99ပေးရပါ GitHub ဒီ power user များအတွက်ရွေးချက်တစ်လ$99ကျသက်မီ Copilot Max Assistant ကိုပြင်ဆင်နေပါတယ်တခြားတစ်ဖက်မှာလည်း AI က Grok 4.3 ကို API မှာတဆင့်မိတ်ဆက်ခဲ့ပြီးစာသားပုံဗီဒီယို2တစ်ခုထဲတွင်အကန့်အသတ်မရှိဖန်တီးနိုင်မဲ့အလွန်စွမ်းထက်သော image line agent model ကိုထပ်သွင်းပေးလိုက်ပြီးဖြစ်ပါတယ်တဲ့အဲ့တော့ဒီ HAI က Grok 4.3 မှာဗီဒီယိုတွေကြိုက်တဲ့လောက်ထုတ်လို့ရတယ် image တွေကြိုက်တဲ့လောက်ဆုပ်လို့ရတယ်ဆိုတော့ model ကိုလည်းမိတ်ဆက်လိုက်ပြီပေါ့နော်ဒါတော့ကျွန်တော်တို့ရဲ့ဒီlibrary service ဖြစ်ပါတယ်ကျွန်တော်တို့ library service ပါဒီလိုကျွန်တော်အခုရှင်းပြထားတဲ့ PowerPoint slide မျိုးတွေလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ full access မှာရရှိနိုင်မှာဖြစ်ပါတယ် full access မှာဆိုရင် AI စာအုပ်စာတမ်းတွေcomments တွေကျွန်တော်တို့မျိုးစုံရပါတယ် premium မှာတော့ကျွန်တော်တို့ဒီတချို့သော comments တွေ AI စာရွက်စာတမ်းတွေရနိုင်တယ်ပြီးရင်ပုံမှန်ကျွန်တော်တို့ဘာသာပြန်စာအုပ်စာပေပေါ့ထောင်ကဏန်းလောက်ထိ premium ကိုဖြည့်တင်ဖို့ကြိုးစားနေပါတယ် standard ကတော့ကျွန်တော်တို့ magazine စာဆောင်တွေရယူနိုင်မှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒါတော့ကျွန်တော်တို့ဒီမြန်မာ Smartcat ကနေဒါ printing ဆိုင်ရာလုပ်ငန်းတွေလည်းရှိပါတယ်ခင်ဗျဒီနေ့အတွက်တော့ကျေးဇူးတင်ပါတယ်I share our stock.